ဇလန်းအစမှာတော့ချမ်းသာကြွယ်ဝပြီးအာဏာရှိတဲ့စက်မှုလုပ်ငန်းရှင်ကြီးဆူဒစ်နဲ့မိတ်ဆက်ပေးထားပါတယ်။သူဟာလေ့ကျင့်ရေးစင်တာတစ်ခုမှာတင်းနဲ့ပြစ်ကျင့်နေတာဖြစ်ပြီးတစ်ချက်မှမလွဲပဲပြစ်နိုင်တာကြောင့်ဘေးကလူတွေကိုအံ့အားသင့်စေပါတယ်။လေ့ကျင့်နေတော့မှပဲသူ့ရဲ့စီးပွားဖက်သူငယ်ချင်းအာဒိတ်တရရောက်လာပါတယ်။သူတို့နှစ်ယောက်ဟာမိနစ်ပိုင်းတွင်းမှာအရေးကြီးတဲ့စီးပွားရေးစည်းဝေးတစ်ခုကိုတက်ရောက်ရမှာဖြစ်ပေမဲ့ဆူဒစ်ကတော့ဒါကိုလုံးဝသတိမထားမိပါဘူး။ဖောက်တယ်ကစိတ်ကျေနပ်အောင်လုပ်ဖို့ခက်ခဲတာကြောင့်ပိုပြီးတာဝန်ယူဖို့အာဒိတ်တရကတောင်းဆိုပေမဲ့ဆူဒစ်ကတော့သူ့ကိုလစ်လျူရှုထားပါတယ်။အဲ့ဒီအစားသူဟာကွင်းရဲ့တစ်ဖက်ချမ်းမှာရှိတဲ့အမျိုးသမီးငယ်လေးတစ်ယောက်စီသွားပြီးတင်းနဲ့ပြစ်နီးကိုမြူဆွဲတဲ့ပုံစံနဲ့တင်ပေးနေပါတယ်။တခြားတစ်ဖက်မှာတော့ဘိန်နူလို့ခေါ်တဲ့အသေးစားအမှုပညာရှင်မလေးဟာနှလုံးသားပုံစံအမှုပညာလက်ရာလေးတစ်ခုကိုဖန်တီးနေပေမဲ့သူ့လက်ရာကိုသူအားမရဖြစ်နေပါတယ်။မိပြက်သွားတဲ့အခါမှာသူမဟာဗတင်းပေါင်နာကိုရွှေ့ပြီးလက်တာတာမှာသူမရဲ့အသေးစားပန်းပုလက်ရာကိုအပြီးတက်ဖို့ကြိုးစားပါတယ်။နာနီကတော့ဘိန်နူရဲ့အိမ်နီးချင်းဖြစ်ပြီးသူမကိုချစ်နေတာနားနှစ်လောက်ရှိပါပြီ။ဘိန်နူကသူ့ကိုတိတ်ပြီးအဖက်မလုပ်ပေမဲ့နာနီကတော့သူ့ကိုချစ်လာအောင်ဇွဲမလျှော့ပဲကြိုးစားနေသူပါ။သူမအမှောင်ထဲမှာအလုတ်လုတ်ရက်ခတ်နေတာကိုမြင်တဲ့အခါနာနီကလက်နှိပ်တက်မီနဲ့အလူမီနီယံပြားတွေကိုတုံးပြီးမီးသီးလေးတစ်ခုလုပ်ပေးလိုက်ပါတယ်။သူ့ကျေးဇူးကြောင့်သူမဟာအမှုပညာလက်ရာကိုအောင်မြင်အပြီးတက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အလုပ်ပြီးသွားတဲ့အခါသူမကပတင်းပေါက်ကိုပိတ်ပြီးအိပ်ပျော်သွားပါတယ်။နာနီရဲ့သူငယ်ချင်းကကျေးဇူးတောင်မတင်လို့သူမကိုရိုင်းတယ်လို့ပြောပေမဲ့အချစ်စိတ်မွန်နေတဲ့နာနီကတော့သူမကသူ့ကိုကူညီတာပါလို့ပြောပါတယ်။ဘာလို့လဲဆိုတော့သူမပတင်းပေါက်မပိတ်ခဲ့ရင်သူကသူမကိုတညလုံးစောင့်နေမှာဆိုလို့ပါ။နောက်ရက်မှာဆူဒစ်ကသူ့ကုမ္ပဏီ3နှစ်ပြည့်ပွဲကိုကျင်းပပါတယ်။သူ့ကိုဒုက္ခပေးနေတဲ့ဖောက်တဲ့တယောက်ကဖိုင်တွဲတစ်ခုကိုလက်ဆောင်ပေးလိုက်ပါတယ်။အဲ့ဒီလူကဘာလို့ဒီစာချုပ်ကိုအလွယ်တကူလက်မှတ်ထိုးပေးလဲဆိုတာအာဒိတ်တရကအံ့ဩနေပါတယ်။ဒါပေမဲ့အဲ့ဒီလူရဲ့ဇနီးဟာဆူဒစ်တင်တဲ့ပစ်ကွင်းမှာမြူဆွဲခဲ့တဲ့အမျိုးသမီးဖြစ်နေတာကိုသူသတိထားမိသွားပါတယ်။ဆူဒစ်ဟာသူ့ဖောက်တဲ့ရဲ့ဇနီးကိုတုံးပြီးစီးပွားရေးစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့တာပါ။အဲ့ဒီနောက်သူတို့ဘာမှအောင်ပွဲခံရင်စကားပြောကြပါတယ်။ဆူဒစ်ရဲ့ချမ်းသာကြွယ်ဝမှုတွေဟာလွန်ခဲ့တဲ့နှစ်နှဲငယ်ကသူကိုယ်တိုင်တက်ခဲ့တဲ့သူ့ဇနီးစီကရခဲ့တာဆိုတာသိလိုက်ရပါတယ်။ဘိန်နူကတော့အမှုပညာရှင်တယောက်ဖြစ်တယ်လို့ကလေးပညာရေးကူညီပေးတဲ့ NGO တစ်ခုကိုလည်းလုပ်ကင်နေပါတယ်။သူမတို့အဖွဲ့မှာစာအုပ်ဝယ်ဖို့ရန်ပုံငွေနည်းနေတာကြောင့်ဆူဒစ်ရဲ့ကုမ္ပဏီက NGO တွေကိုကူညီချင်နေတာနဲ့အခွင့်ကြုံပြီးတွေ့ဆုံဖို့တယောက်ကအကြံပေးပါတယ်။ရုံးခန်းမှာတွေ့တဲ့အခါဆူဒစ်ကဘိန်နူရဲ့အလှမှာချက်ချင်းဆွဲလန်းသွားပါတယ်။သူမကအဖွဲ့အစည်းအကြောင်းရှင်းပြနေပေမဲ့သူကတော့သူမကိုပဲစိုက်ကြည့်နေပါတယ်။အစည်းအဝေးပြီးမှဆူဒစ်က UB 15သိန်းတန်ချက်လက်မှတ်ကိုပေးလိုက်တာကြောင့်ဘိန်နူအံ့ဩသွားပြီးကျေးဇူးတင်လိုက်ပေမဲ့သူ့ရဲ့တကယ်ရည်ရွယ်ချက်ကိုတော့မသိပါဘူး။ရက်နှဲငယ်ကြတဲ့အခါသူတို့တွေကလေးတွေကိုစာအုပ်တွေဝေငှကြပါတယ်။အစီအစဉ်ပြီးမှဆူဒစ်ကဘိန်နူကိုစားတောက်ဆိုင်မှာညစာဖိတ်ကျွေးပါတယ်။စားတောက်ဆိုင်မှာရှိနေတော့နာနီကဘိန်နူကိုလှကြောင်းမစစ်ပို့လိုက်ပြီးဆိုင်ရဲ့တစ်ဖက်ချမ်းကနေကြည့်နေတာကိုဘိန်နူတွေ့သွားပါတယ်။ဘိန်နူကနာနီကိုပဲစိုက်ကြည့်နေပြီးဆူဒစ်ကိုလုံးဝလစ်လျူရှုထားတာကြောင့်ဆူဒစ်ရဲ့မာနကိုထိခိုက်သွားစေပါတယ်။အပြန်လမ်းမှာဘိန်နူကဈေးဝယ်စရာရှိလို့ဆိုပြီးလမ်းမှာဆင်းခဲ့ပါတယ်။သူမကနာနီနဲ့အတူရှိနေတာကိုဆူဒစ်ကနောက်ကနေခိုးကြည့်ပြီးတွေ့သွားပါတယ်။သူဟာဒေါသနဲ့မနာလိုမှုတွေဖြစ်ပေါ်လာပြီးဘိန်နူနဲ့နာနီကိုခွဲပစ်ဖို့သူဆုံးဖြတ်လိုက်ပါတယ်။တညမှာဘိန်နူအလုံးနောက်ကျတာကြောင့်အိမ်ပြန်ဖို့ကြောက်နေလို့နာနီစီကိုစာလွတ်တဆောင်ပို့လိုက်ပါတယ်။နာနီကချက်ချင်းရောက်လာပြီးသူတို့နဲ့အတူတူလမ်းလျှောက်ပြန်ကြပါတယ်။ဘိန်နူအိမ်ထဲဝင်သွားပြီးတဲ့နောက်ဘန်ကားတစ်စီးရောက်လာပြီးနာနီကိုပြန်ပေးဆွဲသွားပါတယ်။သူတို့ဟာဆူဒစ်ကခိုင်းထားတဲ့လူမိုက်တွေဖြစ်ပြီးနာနီကိုအိမ်အိုကြီးရဲ့ခေါ်သွားပြီးအပြင်းထန်ရိုက်နှက်ကြပါတယ်။ဆူဒစ်လည်းရောက်လာပြီးနာနီကိုထက်ခါရိုက်နှက်ပါတယ်။ဘိန်နူကိုထိခိုက်အောင်လုပ်တဲ့သူဟာသူ့လက်ထဲမှာတေးရမယ်လို့နာနီကပြောလိုက်ပါတယ်။ဒါဟာဆူဒစ်ကိုပိုတော်သက်ထွက်စေပြီးနာနီကိုအသေးတက်လိုက်ပါတော့တယ်။နာနီတေဆုံးသွားတဲ့အချိန်မှာသူ့ရဲ့ဝိညာဉ်ကအနီးနားကရင်ကောင်လေးစီကိုကူးပြောင်းသွားပါတယ်။မနက်မှာနာနီရဲ့အလောင်းကိုလမ်းလယ်ကောင်မှာတွေ့ရပြီးရဲတွေကဒါကိုမတော်တဆမှုအဖြစ်ပဲသတ်မှတ်လိုက်ကြပါတယ်။10ရက်ကြာမှာတော့ရင်ကောင်လေးကနေရင်ကောင်ပေါက်လေးတစ်ကောင်ထွက်လာပါတယ်။ဒီရင်ကောင်လေးဟာတကယ်တော့လက်စားချေဖို့ပြန်လည်မွေးဖွားလာတဲ့နာနီပါပဲ။အစပိုင်းမှာသူဘာမှမမှတ်မိပေမဲ့နောက်ဆုံးမှာတော့ပြန်တန်းနိုင်သွားပါတယ်။နာနီဟာသူ့ရဲ့ဘဝတစ်ကိုလေ့လာရင်းနဲ့မတော်တဆအိမ်တအိမ်ထဲရောက်သွားပါတယ်။အဲ့ဒီအိမ်မှာလူတစ်ယောက်ကသူ့ကိုရေခွက်ထဲထည့်ပြီးတက်မလို့လုပ်တဲ့အချိန်မှာအဲ့ဒီလူဟာဆူဒစ်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ရင်ကောင်လေးဟာသူ့ရဲ့အတိတ်ဘဝကိုပြန်တတိယသွားပြီးဆူဒစ်ကိုတိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့သူကရင်ကောင်လေးပဲဖြစ်နေတာကြောင့်ဘာမှမလုပ်နိုင်ပဲဆူဒစ်ရဲ့လက်ချက်နဲ့လွင့်ထွက်သွားပါတယ်။နာနီဟာဘိန်နူကိုတတိယပြီးသူမရဲ့အိမ်စီကိုအမြန်ပြန်သွားပါတယ်။ဘိန်နူကနာနီကိုလွမ်းနေတာကိုကြားတဲ့အခါနာနီကသူမရဲ့အာယုံဆိုင်မှုကိုရအောင်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆူဒစ်ကဘိန်နူစီလာပြီးနာနီတေဆုံးမှုအတွက်စိတ်မကောင်းဖြစ်ဟန်ဆောင်ကသူမနဲ့နီးစပ်ဖို့ကြိုးစားပါတယ်။ရင်ကောင်လေးကဆူဒစ်ရဲ့နားထဲဝင်ပြီးနှောက်ယှက်ကဘိန်နူကိုကာကွယ်ပေးပါတယ်။နောက်ပိုင်းမှာဆူဒစ်ရေနွေးငွေ့နဲ့ရေချိုးနေတော့ရင်ကောင်လေးကထပ်ပြီးနှောက်ယှက်တာကြောင့်
စူဒစ်ဟာလူပုံလယ်မှာအဝတ်မပါဘဲထွက်ပြေးရတဲ့အထိအရှက်ရသွားပါတယ်။စူဒစ်ကဘိန်နူကိုဒေလီကိုအတူတူသွားဖို့ဖိတ်ခေါ်ပါတယ်။ရင်ကောင်လေးကစူဒစ်ကိုညလုံးပေါက်အိမ်မရအောင်နှောက်ယှက်လိုက်တာကြောင့်သူတစ်စက္ကန့်မှအိမ်မရပါဘူး။မနက်မှာစူဒစ်လေစိတ်ကိုအမြန်သွားတဲ့အခါမှာလဲရင်ကောင်လေးကရင်ကြောပိတ်ဆို့မှုတွေဖြစ်အောင်နှောက်ယှက်ပြီးစူဒစ်ကိုကားမတော်တဆမှုဖြစ်စေပါတယ်။စူဒစ်ကားထဲမှာပိတ်မိနေတုန်းရင်ကောင်လေးကဖုန်တွေပေါ်မှာငါမင်းကိုတတ်မယ်လို့ရေးပြလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးစူဒစ်ဟာရင်ကောင်ကိုကြောက်ပြီးယူးမလို့ဖြစ်လာပါတယ်။ရင်ကောင်လေးကထပ်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဘိန်ဒူကရင်ကောင်တက်ဆေးနဲ့ပက်လိုက်တာကြောင့်ရင်ကောင်လေးတေလူနီးပါးဖြစ်သွားပါတယ်။ကံကောင်းစွာနဲ့ရေပြန်းဆက်ကရေတွေကြောင့်အစိတ်တွေပြေသွားပြီးအသက်ရှင်ခဲ့ပါတယ်။စူဒစ်ကပိုးမောပညာရှင်စီသွားမေးပေမဲ့ဆရာဝန်ကသူ့ကိုစိတ်ထင်လို့ပါလို့ပဲပြောလိုက်ပါတယ်။ဒါပေမဲ့စူဒစ်ကမယုံပဲသူ့ကားပြက်ကြီးရှိရာကိုတွားကြည့်တဲ့အခါမှန်စပေါ်မှာတက်မယ်ဆိုတဲ့စာလုံးကိုတွေ့ပြီးဒါဟာတကယ်ပဲဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။နောက်ရက်မှာနာနီဟာဘိန်နူငိုနေတာကိုတွေ့ပြီးစပွဲပေါ်ကမျက်ရည်စက်တွေကိုတုံးပြီးသူမစီကိုမစိတ်ချရေးပြလိုက်ပါတယ်။ဘိန်ဒူကဒါကိုဖတ်ပြီးအံ့ဩသွားကဒါဟာတကယ်ရဲ့နာနီလားလို့မေးတဲ့အခါရင်ကောင်လေးကခေါင်းငင်ပြပါတယ်။ရင်ကောင်လေးကစူဒစ်ဟာသူ့ကိုတက်ခဲ့တဲ့သူဆိုတာကိုဆက်သွယ်ပြောပြလိုက်တဲ့အခါဘိန်ဒူဟာထိတ်လန့်သွားပြီးလက်စားချေဖို့ကူညီမယ်လို့ကတိပေးလိုက်ပါတယ်။ဘိန်ဒူဟာအသေးစားအမှုပညာရှင်ဖြစ်တာကြောင့်ရင်ကောင်လေးအတွက်အကာအကွယ်မျက်မှန်လေးတွေလုပ်ပေးပါတယ်။စူဒစ်ကရင်ကောင်ကိုတက်ဖို့နည်းမျိုးစုံသုံးပေမဲ့တခုမှအလုံးမဖြစ်ပါဘူး။နာနီကစူဒစ်ရဲ့ကတင်ကိုမိရှို့တာအိမ်မရအောင်လုပ်တာတွေနဲ့ကလဲ့စားချေပါတယ်။နောက်ဆုံးမှာတော့သူကစူဒစ်ကိုတက်ဖို့အတွက်အမြောက်ထဲမှာရမ်းမုံတွေဖြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘိန်ဒူကရမ်းမုံတွေကိုဖြည့်ပေးပြီးသူတို့စီစဉ်ထားပေမဲ့လူတစ်ယောက်ကအမြောက်ပြောင်းဝါကိုပိတ်လိုက်တာကြောင့်အစီအစဉ်ပြတ်သွားပါတယ်။စူဒစ်ကသူ့အိမ်ကိုရင်ကောင်မဝင်နိုင်အောင်ကာကွယ်လိုက်တာကြောင့်ဘိန်ဒူကနာနီကိုအထဲသွင်းပေးခဲ့ရပါတယ်။စူဒစ်ကဘိန်ဒူကိုမဖွယ်မရာလုပ်ဖို့ကြိုးစားချိန်မှာရင်ကောင်လေးကသူ့ရဲ့လက်သေးတွေနဲ့စူဒစ်ကိုတိုက်ခိုက်ပြီးတားဆီးခဲ့ပါတယ်။စူဒစ်ရဲ့အရေးကြီးတဲ့အစည်းအဝေးမှာလည်းရင်ကောင်လေးကနှောက်ယှက်တာကြောင့်စူဒစ်ဟာအရှက်ရပြီးစီးပွားရေးတွေပျက်စီးကုန်ပါတယ်။အဲ့ဒီနောက်စူဒစ်ရဲ့အကျင့်ပြတ်ခြစားမှုတွေပေါ်ပေါက်လာပြီးသူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးပျက်စီးသွားပါတယ်။စူဒစ်ဟာမော်ဆရာတယောက်စီသွားတဲ့အခါဒီရင်ကောင်ဟာနာနီဖြစ်ကြောင်းသိလိုက်ရပါတယ်။သူတို့ကမော်တက်နဲ့နာနီကိုဖမ်းဖို့ကြိုးစားပေမဲ့နာနီကအဲ့ဒီငှက်တွေကိုတပ်ပစ်နိုင်ခဲ့ပါတယ်။စူဒစ်က CCTV မှတ်တမ်းကိုကြည့်ပြီးဘိန်ဒူဟာရင်ကောင်ကိုအထဲသွင်းပေးခဲ့သူမှန်းသိသွားပါတော့တယ်။သူကဘိန်ဒူကိုတစားခံလုပ်ပြီးနာနီကိုထွက်လာဖို့ချင်းချောက်ပါတယ်။တိုက်ပွဲအတွင်းမှာစူဒစ်ကတန်လိုက်ကိုတုံးပြီးရင်ကောင်လေးကိုဖမ်းလိုက်နိုင်ပါတယ်။စူဒစ်ကရင်ကောင်လေးရဲ့အတောင်ပံကိုဖျက်ပစ်လိုက်ပြီးသူတို့နှစ်ယောက်လုံးကိုလောင်ပြောင်နေပါတယ်။အဲ့ဒီအချိန်မှာနာနီကအမြောက်ကိုပြန်သုံးလို့ရတာကိုတွေးလိုက်ပြီးသူ့ရဲ့နောက်ဆုံးခွန်အားကိုသုံးကအမြောက်ထဲကိုခုံဝင်လိုက်ပါတယ်။အမြောက်ကြီးဆန်ကစူဒစ်ကိုထိမှန်သွားပြီးတေဆုံးစေခဲ့သလိုအင်ကြီးတအိမ်လုံးပောက်ကွဲမီးလောင်သွားပါတော့တယ်။ဇက်သိမ်းပိုင်းမှာတော့ဘိန်ဒူကိုနှောက်ယှက်တဲ့လူတစ်ယောက်ကိုရင်ကောင်ဖြစ်ပြန်လည်မွေးဖွားလာတဲ့နာနီကထပ်မံတိုက်ခိုက်ရင်းနဲ့ပြီးဆုံးသွားပါတယ်။